ကဲအားလုံးမင်္ဂလာပါအားလုံးကြည့်ရှုနေကြတဲ့ပုဂ္ဂိုလ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဘုန်းဘုန်းကဥစွာမေတ္တာပို့ပါတယ်ဒီနေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့သဘာဝငလျင်ဘေးကြီးကအမတန်ကိုကြီးမားပါတယ်အမတန်ကိုလည်းဒုက္ခအပျက်စီးတွေများတာကိုဘယ်လိုဖြစ်ရှင်းမလဲဆိုတဲ့ဖြစ်ရှင်းပုံနည်းလေးတစ်ခုဘုန်းဘုန်းဖတ်မိလို့ဖြစ်ပါတယ်နော်အဲ့ကတော့ဥဝေးဆိုတဲ့အကောင့်ကနေပြီးတော့ပြောထားတာပါဘုန်းဘုန်းမျှပေးရှင်ပါတယ်သူပြောထားတာဘယ်လိုပြောထားတော့ဆိုလို့ရှိရင်တဲ့ယခုငလျင်ဘေးကတဲ့အပြည့်အစည်းအမိုက်လဲများနေပါတယ်တဲ့အလုတ်လက်မဲ့အငတ်လဲများနေပါတယ်တဲ့ထိုနေရာတွေကိုဖြည့်ရှင်းနည်းကတစ်ချက်ခုတ်နှစ်ချက်ပြတ်လုပ်လို့ရပါတယ်တဲ့ချက်ကနေရှိ volunteer အားကိုအလူငွေကိုစီမံသူလက်ထဲစီးသေးပန်းမောက်ချခြင်းလို့မရပါဘူးတဲ့နေစားအလုပ်သမားသိမ့်နဲ့ချီခေါ်ပြီးတော့တရက်ကို2000ပေးလိုက်ထမင်း3နိုင်ကျွေးလိုက်ထမင်းဆိုင်တွေလည်းထမင်းတုပ်သိမ့်ချီအော်ဒါအပ်လိုက်မယ်ဆိုရင်တဲ့ဟောကားမြေတဲ့ကားတွေပုတ်ပြငါအပြက်စီးအုပ်ကျိုးပုံတွေကိုပေါ့နော်မြင်းနေရချိုင်းနေမှာသွားတွန်းလိုက်မယ်တဲ့ဘူးဆိုတာပုတ်ပြငါတဲ့ထကံဘူးဆိုတာပုတ်ပြငါတွန်းပြီးသားအုပ်ပုံတွေကိုအဲ့ပေါ်ကညှိမယ်တဲ့တခါတရံဇီးသေးပန်းကိုအလုပ်သမားတွေပေါ်မှောက်အဲ့လိုမျိုးလေးလှုပ်လို့ရှိလို့ရှိရင်တော့ပိုကောင်းတာပေါ့အလုပ်သမားတွေအတွက်လည်းအဆင်ပြေမယ်နှုတ်ဖို့ဒီတိုင်းရော့အိမ်ဆိုပြီးတော့ပတ်စံနေပဲလှူနေလို့ရှိလို့ရှိရင်ဒီဥစ္စာပဲမျောကိုနေကြမှာလေအခုလိုမျိုးလှုပ်လို့ရှိလို့ရှိရင်တော့ပိုကောင်းလိမ့်မယ်လို့ကျွန်တော်လည်းထင်တာပဲမစိုးပါဘူးဒီဆရာတော်ပြောတာတော့တခါတရံဇီးသေးပန်းကိုအလုပ်သမားတွေပေါ်မှောက်ရင်တဲ့အလောက်ကန်အခွင့်အလမ်းတွေလည်းဖြစ်လာမယ်တဲ့အမြန်ตายရမယ်တဲ့အငတ်ဘေးပါပြည်ရမယ်တဲ့ထမင်းဆိုင်တွေလည်းပြန်လဲထူထောင်ဖို့ကိုယ်ဝင်ကိုရလာမယ်တဲ့ခုလိုနည်းနဲ့ရှင်းရင်လွယ်ပါတယ်တဲ့နိုင်ငံရေးပညာဆိုတာတဲ့တထေးလိုငွေထမလူနိုင်ဘူးတဲ့စီမံခန့်ခွဲနည်းကိုသိတာတဲ့အဲ့ပညာတန်ဖိုးသိမှနိုင်ငံရေးပညာကိုအထင်မသေးတာတဲ့ဇိမ်ဥနေတဲ့ရေးထားတာပဲသူရေးထားတာကောင်းပါတယ်ဒီမှာအဲ့တော့ဘုန်းကြီးနေနဲ့သဘောကျပါတယ်ဘုန်းကြီးလည်းအားပေးပါတယ်ကျွန်တော်လည်းသဘောကျတယ်ဘုန်းကြီးလည်းအားပေးပါတယ်ဘာကြောင့်လို့ဆိုလို့ရှိရင်ဒီနေ့လူတွေကဒုက္ခရောက်လဲရောက်တယ်ပြီးတော့အချောင်လဲရနေတယ်လို့ထင်နေမှာဆိုရပါတယ်။အမှန်ကြောင့်အလုပ်သမားတွေလည်းအလုပ်တွေများများရအောင်အလုပ်သမားတွေကိုလည်းပဲတစ်နေ့2000 3000ပေးလိုက်ပါကားတွေလည်းကားရှိတဲ့သူတွေလည်းအလုပ်ရအောင်လုပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်အလုပ်နဲ့ကိုဖြစ်သွားကြဟုတ်တယ်မလားတော်တော်လေးအဆင်ပြေသွားမှာပြင်နိုင်ပါလိမ့်မယ်အလောက်ကန်ခွင်လန်းဖန်တီးပြီးတော့ကုညီလိုက်တာကပို့ပြီးတော့ထိရောက်ပါတယ်ဒါကြောင့်အလောက်ကန်ခွင်လန်းနေဖြင့်လူတွေကိုအလုပ်တွေလုပ်ခွင့်ရလာအောင်လုပ်နိုင်တဲ့ခွင်လန်းတွေပေါ်လာအောင်စနစ်တကျကျန်းမာရေးနဲ့ညီညွတ်အောင်ထမင်းတွေလည်းကျွေးပတ်စံတွေလည်းပေးအလုပ်တွေလည်းခိုင်းဆိုလို့ရှိရင်ပြန်လဲပြီးတော့လင်းမြန်ကြီးပြန်လဲပြီးတော့ဘုန်းကြီးတို့ရဲ့ဒုက္ခတွေမှာပြန်လဲပြီးလွတ်မြောက်ပြီးတော့မြန်မာဟိတ်လို့ကြွေးကြော်နိုင်မှာဖြစ်ပါတယ်အဲ့ဒီနီလန်းကိုအားလုံးကျင့်သုံးပေးနိုင်ရင်ကောင်းပါတယ်လို့ဘုန်းကြီးတို့အကြံပြုပေးလိုက်ပါတယ်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေကျေးဇူးတင်ပါတယ်ဒီဆရာတော်ပြောသွားတာတော့ဟုတ်ပါတယ်မှန်တယ်အဲ့လေအိုက်တန်လေးဆိုလို့ရှိရင်တော့တော်တော်ကောင်းမယ်နော်ကိုယ့်အလုံးနဲ့ကိုဖြစ်သွားကြမယ်အလုံးလုံးမှာပတ်သက်ရမယ်ဆိုတာလည်းသိသွားကြမယ်ပြီးတော့တမင်းနိုင်သမားတွေလည်းပဲမြဆဆရောင်းရမယ်ကားသမားတွေလည်းပဲအလုပ်အဆင်ပြေမယ်လက်လုပ်လက်စားသမားတွေလည်းနေ့တိုင်းအတွက်အလုပ်ရှိမယ်အလုပ်လည်းပဲပေါ်မယ်ပတ်စံလည်းပေါ်မယ်ဖြစ်မယ်ဒီဆရာတော်ပြောသွားတာကြိုက်ပါတယ်ကျွန်တော်တော့ကြိုက်တယ်ဒီကျန်တဲ့သူတွေကြိုက်တာမကြိုက်တာတော့မသိဘူးကျွန်တော်တော့ကြိုက်တယ်